ဒီမှာတော့ကစီဘာလို့ပြမလဲဆိုတော့ကစီဒီမှာဒီTikTokမှာအရင်နာမည်ကြီးနေတဲ့Roblox ရေပေါ့နော် Roblox ရဲ့ Roblox တွေ free အောင်လုပ်နေလေးကိုစမ်းကြည့်မှာဖြစ်ပါတယ်တကယ်ပဲရလားဒါမှမဟုတ်ရင်သူက fake လားအတူလားအစ်စ်လားဆိုတော့သိရအောင်လို့ကစီတို့Roblox ရတဲ့ဟာလေးကိုလုပ်ပြီးမှာပဲဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်ပထမဗီဒီယိုလေးကိုစကြည့်လိုက်ရအောင်ပြီးချိန်နဲ့ဆိုရင်တော့ဗီဒီယိုလေးကိုအခုပဲဆက်လိုက်ရအောင် let's go ဒီမှာဆိုရင်တော့ Kizio ရဲ့ wall ရဲ့ရောက်လာပြီဖြစ်ပါတယ်ပြီးတော့ Kizio search bar မှာ Roblox escape ဆိုပြီးတော့သူခုနရိုက်သွားတဲ့အတိုင်းပဲရိုက်လိုက်ပါမယ်ပြီးတော့အဲ့ဒီနဲ့ဝင်ပြီးတော့ဆော့လိုက်အောင်ပါပဲကြည့်လိုက်ပါတော့ဟာဆိုပဲတော့လေလီခေဒါဆိုရင်တော့ Kizio နောက်တစ်ခုဆန်းလိုက်အောင်ဒီတစ်ခုကတော့မရပါဘူးเนาะ fake ပါတကယ်ဖြစ်ပါမလားထင်တာပဲဖြစ်မယ်ကဲKizioသူငင်းရှာရတဲ့ဝင်ပြီးတော့သူခုနတိုင်းပဲ ROYLEBEII ပြီးတော့ဘယ်လောက်လဲမသိလို့မေ့ပါလို့ပြန်ကြည့်လိုက်ပါတယ်98ပေါ့နော်98ဆို98လို့ပဲအဲ့လိုထည့်လိုက်ပါတယ်လက်ရှိထည့်ပြီးအချိန်မှာအပေါ်ဆုံးပေါ်လာရသူအရင်မှာ follow ပြီးတော့တန်းကြည့်ရဆိုတော့ဗီဒီယိုမပါဘူးပေါ့နော်ကစီ app ပြီးရဲ့အချိန်မှာသူ့ကို follow လိုက်ပါတယ် follow လည်းရလားဆိုတော့အမှန်ပဲကြည့်လိုက်တော့ပေါ့နော်follow ရလားဆိုတော့ follow လိုက်ပါတယ်လုပ်ပြီးတော့ကစီထွက်လိုက်ပါတယ်ကစီအမှန်ထွက်မယ်ပေါ့နော်ကဲမြင်တဲ့အတိုင်းပါပဲမရပါဘူးကျေးဇူးတင်ပါတယ်အားလုံးအရင်ကျေးဇူးတင်ပါတယ်ကဲနောက်ဆုံးတစ်ခုပဲကြာမှာတော့လေနောက်ဆုံးတစ်ခုပြီးရင်တော့ဒီဗီဒီယိုလေးကဖတ်တူ1ပေါ့နော်ဖတ်တူလေးဆက်တင်ပေးပါမယ်ဖတ်တူကြရင်တော့အကောင်းဆုံးရတဲ့ဟာလေးကိုရှာပေးပါမယ်ကြည့်အောင် let's goတကယ်လားတကယ်လို့ထင်တာပဲသူရဲ့ comment ထဲမှာလူတွေအများဆုံးဟုတ်တယ်လို့ပဲမှတ်ကြထားတယ်ပေါ့နော်စကြည့်လိုက်ရကဲအားလုံးပဲ Kizio search bar ကိုဝင်လိုက်ပါမယ်ခုနကသူပြထားတဲ့အတိုင်းပဲနာမည်လေးကိုရိုက်ပေးလိုက်မယ်ပေါ့နော်ရိုက်ပြီးတော့အဲ့လူကိုအပ်ထားလိုက်ပါမယ်အပ်ပြီးရဲ့အချိန်မှာ Kizio သူ့ကို follow လုပ်ရမယ်ပေါ့နော်အဲ့မှာ Kizio တိုင်းပတ်သွားပါတယ် follow မှာ Kizio လုပ်ပြီးပြန်ဖြုတ်လိုက်ရမှာကအဲ့မှာပို့ဆိုးရပါပေါ့နော်အဲ့မှာကြည့်လိုက်ပါတော့
စီ follow ပြီးဒီမှာသူ့ရဲ့ favorite ထဲမှာနှစ်ခုရှိရပေါ့နော်အဲ့နှစ်ခုရဲ့အနေကစီတစ်ခုကိုဝင်ပြီးတော့အောက်နည်းနည်းကြော်ပြီးတော့သူ့ရဲ့ store ကိုဝင်လိုက်တယ်ပေါ့နော်ဝင်ပြီးတဲ့အချိန်မှာအဲ့သူက Robesh နဲ့ဝယ်ရတာပေါ့နော်Robesh နဲ့ဝယ်ရင်တော့ပြန်ရလားအဲ့လိုမျိုးပုံစံတော့မသူခေစီက Robesh မရှိလို့မဝယ်တော့ပါဘူးကျေးဇူးပါဝယ်ခြင်းလဲဝယ်ပေါ့နော်ခေစီကတော့အဲ့ဒါကြီးမယုံလို့မဝယ်တော့ပါဘူးပြီးတော့သူ့မှာနှစ်ခုရှိရဲဆိုတော့တစ်ခုခေစီရဲ့ following နဲ့ဝင်ပြီးတော့ဆက်ပြီးအဲ့အကောင့်တွေကိုဆက်ပြီးဝင်ကြမယ်ပေါ့နော်ဝင်ပြီးတော့နှစ်ခုရှိရဲဆိုတော့နောက် places တစ်ခုကြံနေရပေါ့နော်အဲ့ဒီဟဲ့ဝယ်ပါတယ်အဲ့ဒီလည်းဒီမှာမြင်တဲ့အတိုင်းမှာဘယ်မှမပေါ်ပါဘူး this experience ခံတော့ပါလည်းမသိပါဘူးမဖတ်လိုက်ရပါဘူးပြီးတော့ဒီ KC ဆိုတဲ့အကောင့်လေးကိုအားလုံး KC တက်ခလက်ပြောချင်ပါအဲ့ကူညီပေးကြပါအောင် KC ရဲ့ဒီအကောင့်လေးကိုပေါ့နော် follow လုပ်ပြီးလာလို့ရပါတယ်ပြီးတော့ KC ခုန follow လုပ်လိုက်တယ်ဆိုတာလည်းတကယ်မရလို့ပြန်ပြလိုက်တာပေါ့နော် KC favorite 3ယောက်ကိုပဲ follow ထားတာပါပြီးတော့ဒီအကောင့်လေးကိုလာပြီးတော့ follow လုပ်လို့ရပါတယ်ဆိုတော့ကြောက်လာပြပြတာပါဒါနဲ့စိတ်ဝင်စားစရာကောင်းတဲ့အရာတွေလည်းဆက်ပြီးတော့တင်ပြပါမယ်နော်ကြည့်ရှု line ကိုကျေးဇူးတင်ပါတယ်အားလုံးပဲ enjoy ဖြစ်ကြမယ်လို့ပဲယုံကြည်ပါတယ်နောက်ထပ် part 2လေးတင်ပြပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ဒီအောင်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်အဲ့တော့အားလုံးပဲ bye bye